Assalamualaikum warahmatullahi wabarakatuh ကျွန်တော်ကတော့မမိုက်ပဲဖြစ်ပါတယ်ဒီ Dream Staffing Company ရဲ့ CEO နဲ့ Founder ကြောက်ပဲဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်လေးလပိုင်း12ရက်နေ့ကျွန်တော်ရဲ့ပထမဦးဆုံး Job Fair Event ကနေစပြီးတော့ယခု9လပိုင်းအကုန်ထိကိုကျွန်တော်လူရောက်ပေါင်း200ကိုအလုပ်နဲ့ပတ်သက်ပြီးတော့ကူညီခဲ့ပေးပူတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းလူရောက်100ကျော်လောက်ကိုကိုယ်တိုင် application ဖောင်ဖြစ်ခဲ့ပူတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့မြင်ကြတဲ့အချက်10ချက်ကိုကျွန်တော်ဆွဲထုတ်ပြီးတော့နေကျွန်တော်ဒီဗီဒီယိုမှာတင်ပြခြင်းဖြစ်ပါတယ်လူတော်များကကျွန်တော်ပြောကြတယ်ငါဒီကုမ္ပဏီမှာရှောက်ထားတာကြာပြီဘာလို့ချိန်ဒီမခေါ်သေးဘူးဒီကုမ္ပဏီကရစ်တယ်ဟုတ်မလားငါ့ကိုမခေါ်ဘူးငါသွားတဲ့3လကောရှိပြီငါ့ကိုမခေါ်ဘူးလို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ရဲ့ပထမဦးဆုံး main goal ဆိုလို့ရှိရင် fountain တဲ့ချိန်မှာတကယ်ရောကိုကော information တွေလိုအပ်တဲ့အချက်လက်တွေကိုပြည့်စုံနဲ့တင်ခဲ့လားဆိုတဲ့မိကုန်းနဲ့ကျွန်တော်စတင်ခြင်းဖြစ်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ကုမ္ပဏီတွေကဘလောက်ပဲလူလိုကိုယ့် history အလုပ် history တက်တန်ဘလောက်ပဲကောင်းသို့တော့ကိုယ့်ရဲ့ application က solid ဒီလိုမျိုးယုံကြည်စိတ်ချရမှုမရှိဘူးဆိုလို့ရှိရင်ဒီရတဲ့ application ကိုကုမ္ပဏီတွေကလက်ခံမှာမဟုတ်ဘူး။ဒါဟာသူတို့အတွက် refer လို့ခေါ်တဲ့ပြန်စဉ်းစားရမယ့်အချက်တစ်ခုကိုသူတို့ကမြင်တယ်ဆိုတော့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့တင်လိုက်တဲ့ application ရောတကယ်ပဲသူများအလုပ်ခန့်ချင်လောက်အောင်မဲ့မော်လောက်တဲ့ application ဟုတ်ပါရဲ့လားဆိုတော့ကိုယ့်ကိုမေးကြည့်ချင်တယ်နော်ရှာလားကောင်းပြီအဲ့ဒါဆိုလို့ရှိရင်ဒီမှာပါတဲ့အချက်10ချက်ကပါလဲဆိုလို့ရှိရင်နံပါတ်1အချက်အလက်များမပြည့်စုံခြင်းနံပါတ်2အလုပ်တမိုင်းမရှင်းလင်းခြင်းနံပါတ်3အလုပ်ကိုခဏပြောင်းခြင်းနံပါတ်4အလုပ်ကိုအကြာကြီးနာပြီးအလုပ်ကိုပြန်ဆောက်သည့်အခါရှင်းလင်းချက်မရှိခြင်းနံပါတ်5ကိုအာမခံပေးတဲ့သူမရှိခြင်းနံပါတ်6အလုပ်သမားအများကိုအသေးစိတ်မသိခြင်းနံပါတ်9အလုပ်ကိုမတိကျမရရပဲရှောက်ခြင်းနံပါတ်8ကိုအရင်ကလုပ်ခဲ့တဲ့အကြောင်းကိုမကောင်းပြောခြင်းနံပါတ်9အလုပ်မထုတ်ခင်အလုပ်ကိုနှစ်ပတ်ကြိုအတိမပေးခြင်းနံပါတ်10လွန်ခဲ့တဲ့နောက်ဆုံး5-6နှစ်တည်းမှာပြစ်မှုကျူးလွန်ပြီးမှအလုပ် application ထဲမှာမထည့်ခြင်းနံပါတ်1ဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်ဖောင်ဖြစ်တဲ့ချိန်မှာကျွန်တော်ဗာတွေ့ရလဲဆိုလို့ရှိရင်လူတော်များက application အလုပ်ဖောင်ဖြစ်တဲ့ချိန်မှာseriously အလေးနဲ့မထားတာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဖောင်ဖြစ်တဲ့ခါကြာလို့ရှိရင်ဟိုတာမေးလည်းမသိဘူးဒီလိပ်ရှာမတိုင်ပုံမှာနေလည်းမသိဘူးနောက်ပြီးလို့ရှိရင်ဒီအိမ်မှာဘယ်လောက်ကြာနေလဲကျွန်တော်တို့မသိဘူးနောက်ပြီးလို့ရှိရင်ဘယ်နှလားပိုင်းကနေဘယ်နှခုနှစ်ရက်နေဘယ်နှခုနှစ်နေလည်းမသိဘူးဒီအိမ်မတိုင်ခင်အရင်လုံငယ်9နှစ်တည်းမှာဘယ်အလုပ်အိမ်ဘယ်နှလုံးနေခဲ့လည်းမသိဘူးဒါတွေကကျွန်တော်တို့တက်တကယ်စိုးကြိုးတွေပဲကျွန်တော်တို့ကဒီအလုပ်ကုမ္ပဏီတော်များကကို application တစ်ခုကိုတင်ပြီးဆိုလို့ရှိရင် background ရှစ်တယ်အကယ်ဒီ background ရှိတဲ့ခါကျရင်ဒီလို information အချက်လက်မပြည့်စုံလို့ရှိရင်ဒီအလုပ်သမားကသူတို့အတွက် red flag ပဲသူတို့ဘယ်တော့မှဒီလုပ်မှာကိုယူဖို့အတွက်ကိုသူတို့ဝန်လေးတယ်မယူချင်ကြဘူးဒါကိုတိဖို့လိုတယ်နောက်တစ်ခါတည်းမျိုးအလုပ်ဖောင်ဖြစ်တဲ့ခြေကြလို့ရှိရင်ဒီလိုအချက်လက်တွေကိုပြည့်စုံတဲ့ဖြစ်ဖို့အတွက်ကိုလိုအပ်တယ်နံပါတ်2အလုပ်တမိုင်းကိုကျွန်တော်တို့ကမရှင်းမလင်းလုပ်တယ်မရှင်းမလင်းဖောင်နေဖြစ်တာတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်တချို့လူတွေဆိုလို့ရှိရင်ဒီအလုပ်ကနေလုပ်တယ်2လလုပ်တယ်ထွက်တယ်5လလုပ်တယ်ထွက်တယ်တစ်နှစ်လုပ်တယ်ထွက်တယ်ထွက်တာကတော့ကိုယ်အခက်ခဲနဲ့ကိုထွက်တာပြဿနာမရှိပေမဲ့သို့တော့ကိုထပ်လုံးမဲ့အလုပ်မှာဖောင်ဖြစ်တဲ့ခါကြလို့ရှိရင်အလုပ်ထဲအဲ့ဒီဖောင်ထဲမှာအသေးစိတ်ဘယ်နှခုနှစ်ကဘယ်နှလကဘယ်အလုပ်မှာဘယ်မှာလုပ်ပဲဘယ်လိုနေရာမျိုးမှာလုပ်လဲကိုယ့်ရဲ့ responsibility လို့ခေါ်တဲ့ကိုယ့်ရဲ့တောင်းယူမှုကိုတောင်းယူတဲ့အပိုင်းကဘာလဲကိုကျွန်တော်တို့စစ်စင်လင်းလင်းကျွန်တော်တို့မချပြခြင်းဒါတွေကကျွန်တော်တို့အတွက်ရန်ရှိုးတယ်စိုးရတယ်ဒါကိုပြောလို့ငါအင်္ဂလိပ်စကားမတတ်ဘူးငါမသိဘူးလို့တော့ပြောပိုင်မှုမရှိဘူးဘာကြောင့်လဲဆိုလို့ရှိရင်သူတို့အလုပ်ရှုပ်တဲ့ချိန်မှာသူတို့ဒါကိုတတယ်မတတာကိုသူတို့ကြည့်တာမဟုတ်တဲ့အတွက်ကြောင့်မို့ဒီ found ထဲမှာပါလဲအဲ့ဒါကိုသူတို့ကအဲ့ဒီအတိုင်းတိုးလိုက်ခန့်တယ်နံပါတ်3ချက်ကကြတော့အလုပ်တွေကိုကျွန်တော်တို့ခဏအရန်ပြောင်းတယ်ဥပမာဒီမှာ2လလုံးမယ်3လလုံးမယ်5လလုံးမယ်ထွက်တာကတော့ကိုယ်အခက်ခဲနဲ့ကိုယ်ကြိုက်လို့ထွက်လို့ရပေမဲ့ဒါတွေအားလုံးကကိုယ့်တော့ reflect တယ်ပဲဘာဖြစ်လို့ဆိုလို့ရှိရင်လူတယောက်ကဒီလူတယောက်ငါအလုပ်ခန့်တယ်ဆိုလို့ဒီလူငါးစီမှာ2လလောက်ပဲနေတယ်ဆိုလို့ရှိရင်ဒီလူကိုသူတို့ဘယ်တော့မှခန့်မှာမဟုတ်ဘူး long term
ကြာရှည်ဘယ်သူလုံးမယ်အဲ့ဒီလူပဲသူတို့လိုချင်ကြတာကြီးပဲအလုပ်ကုမ္ပဏီမှာဒါတွေကိုကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်ကုမ္ပဏီတစ်ခုမှာအလုပ်တစ်နှစ်6လနဲ့တစ်နှစ်ကိုလုပ်ဖို့လိုအပ်တယ်ဒါတွေကိုနောက်အလုပ်တင်မှာကျွန်တော်တို့စူးစမ်းပြီးတော့လုပ်ရမယ်အခုတော့ကျွန်တော်တို့ကလူငယ်မို့လို့ဒီအလုပ်မရှိရင်နောက်လုပ်ပြောင်းလို့ရနောက်လုပ်မရှိရင်နောက်တစ်လုပ်ပြောင်းလို့ရပြဿနာမရှိတော့ညာလဲကျွန်တော်တို့ကအခုချိန်မှာအလုပ်ကိုရွေးတော့ညာလဲကျွန်တော်တို့အသက်45 50ရောက်လာတဲ့အခါကျရင်အလုပ်ကကျွန်တော်တို့ကိုပြန်ရွေးလိုက်မယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အတက်ရွယ်တစ်ခုရလာတဲ့အခါကျတော့ရှင်ဒီလောက်ကငါနဲ့မတက်ဘူးဒီလောက်ကပင်ပန်းတယ်ဒီလောက်ကလေးတယ်ဆိုပြီးတော့ဖြစ်လာလိမ့်မယ်လူငယ်လူမျိုးကတွားကျင်တဲ့ချိန်တွားလို့မရဘူးဒါကြောင့်မို့အလုပ်တွေကိုကျွန်တော်တို့အလေးထားဖို့လိုအပ်လိမ့်မယ်လိုအပ်တယ်ဒါကိုလည်းကျွန်တော်သတိပေးချင်တယ်နံပါတ်4ရပါလဲဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခါတည်းမှာကျွန်တော်တို့အလုပ်တွေကိုနားလိုက်တယ်ပမာအဖြစ်ကွာဟုတ်တယ်မလားအမျိုးသမီးတယောက်ကကိုယ်ရှိပြီးတော့ကလေးမွေးဖို့နားလိုက်တယ်နားတာကပြဿနာမရှိတော့ညာလေအလုပ်ဖောင်ပြတဲ့ချိန်မှာဒီလောက်ကြာကြီးနားသွားတဲ့အကြောင်းရင်းကိုကျွန်တော်တို့ကတေချာရှင်းလင်းပြရမယ်ဒါမှဒါလည်းဒီလူရဲ့ background ကတစည်းတစမ်းနဲ့ရှင်းလင်းနေရမယ်အဲ့ဒါမှဒါလည်းတို့တွေကပိုပြီးနှစ်တက်တယ်ဆိုတော့အချက်လက်ပြည့်စုံဖြည့်ရမယ်ပြီးလို့ရှိရင်အလုပ်နားလိုက်တယ်မေးလိုက်ဘာကြောက်လဲ supervisor နဲ့ငါရင်ဖြည့်ခဲ့လို့အလုပ်နားလိုက်ဘာကြောက်လဲသူတို့ငါ့ကိုအနိုင်ကျင့်လို့အလုပ်နားလိုက်ဘာကြောက်လဲသူတို့ဘာလဲဒီ supervisor ငါမနစ်တက်လို့အဲ့လိုမျိုးတွေပြောကြတာကိုကျွန်တော်မကြာခဏကြားရတယ်ဒါတွေကမလုပ်တင်ဘူးမကြိုက်လို့ရှိရင်ထွက်ပိုက်ခွင့်ရှိတယ်သို့တော့နှစ်ပတ်ကြို notice ပေးပြီးတော့ထွက်ရမယ်စိတ်လိုက်မှကျွန်တော်ထွက်လို့မရဘူးဘာကြောက်လဲဆိုလို့ရှိရင်ကုမ္ပဏီတစ်ခုနဲ့တစ်ခုကကိုယ်တွေဒါမသိတာသူတို့အချင်းချင်းဆက်တွယ်ရှိကြတယ်ပမာအားဖြင့်ကျွန်တော်စီမှာလူတရားအလုပ်ဆောက်တယ်ဆိုလို့ရှိရင်ဒီလူကအလုပ် background ကောင်းတယ်မကောင်းဆိုတော့ကျွန်တော်သူ့ရဲ့ပတ်ဝန်းကျင်နဲ့သူ့ရဲ့ကုမ္ပဏီတွေကိုကျွန်တော်ဆက်တွယ်ရတယ်ဆက်တွယ်ပြီးမှသာလဲဟိုဘက်ကုမ္ပဏီကဒီလိုလုပ်ကောင်းပါတယ်ပြောမှသာလဲကျွန်တော်တို့ကအလုပ်ကိုစောက်ပေးသလိုသူတို့ကလည်းအရင်ကုမ္ပဏီတွေကသူတို့ကိုဒီလိုအလုပ်ကောင်းပါတယ်ပြောမှသာလဲယုံကြည်စိတ်ချရတယ်လို့ပြောမှသာလဲထို့သူကိုသူတို့ကလည်းအလုပ်တွင်းဖို့အတွက်စိတ်ချရတယ်ဒါတွေကိုကျွန်တော်တို့အမြဲတမ်းသိထားရမယ်နံပါတ်5ပါလဲဆိုလို့ရှိရင်ကျွန်တော်အလုပ်လျှောက်တဲ့ခါမှာတော်တော်များများကပမာအဖြစ်ကျွန်တော်တို့ရေကူးကမှာအလုပ်လျှောက်တယ်ဆိုလို့ရှိရင်ဒီအလုပ်မှာလုပ်တဲ့လူရဲ့ reference ကိုအမခံပေးမဲ့လူ3ယောက်ကိုထည့်ရတယ်ဒါတွေကိုထက်လက်ထက်တင်တယ်ဒီလိုလူမျိုးလည်းကိုရှာတင်တယ်အကယ်၍ဒီလိုလူမျိုးကိုမထက်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ form ကအနောက်ငေးတာမျိုးဖြစ်တတ်တယ်ထက်တဲ့ခါထက်မဲ့ဆိုလဲအဲ့ဒီထက်မဲ့လူရဲ့နာမည်ပြည့်စုံတဲ့ဖုန်းနံပါတ်ပြည့်စုံကိုထည့်ရမယ်နောက်ပြီးတော့သူ့စီကနေခွင့်ပြုချက်တောင်းရမယ်ကျွန်တော်တို့အရန်ပဲထက်တယ်ပြီးလို့ရှိရင်ဟိုမှာငါတကယ်ကြီးရှိတယ်သူ့နာမည်ထည့်လိုက်တယ်သူတို့အတိမပေးတာပဲနဲ့သူတို့ကတကယ်ပြန်မေးလို့ဒီလိုကမသိဘူးပြောတဲ့ခါကျရင်ဒါ application ကိုလေ့တာနဲ့တူတူပဲသူ့နာမည်သူမသိပဲယူသုံးတာနဲ့တူတူပဲဒါကိုအတွက်လဲ refer မကောင်းသလိုသူတို့လည်းကိုအလုပ်လက်ခံမှာမဟုတ်ဘူးနံပါတ်6ကျွန်တော်တို့အများဆုံးကြုံရတဲ့နံပါတ်6ပါလဲဆိုလို့ရှိရင်အလုပ်သမိုင်းကိုအဓိကကိုလုံးဝမသိချင်ပမာအဖြစ်တရုံမှာ2လလောက်ထားတယ်3လလောက်ထားတယ်လောက်တာကလောက်တယ်သို့တော့ဘေးကုမ္ပဏီပြီးရင်ဘေးကုမ္ပဏီလောက်ထားလဲအသေးစိတ်မသိကြဘူးပြီးရင်လိပ်စာတွေမသိကြဘူးဆက်တွယ်တဲ့ဖုန်းနံပါတ်တွေမသိကြဘူး supervisor တွေမသိကြဘူးဒါတွေကကိုယ့်အတွက် reflect ဒါတွေကအရင်ဆိုးတယ်ဒါတွေကိုကျွန်တော်တို့ဆင်ញင်ဖို့လိုတယ်အလုပ်ကောင်းလုပ်ချင်တယ်ဆိုလို့ရှိရင်နောက်ထပ်လို့ရှိရင်နံပါတ်9ကကြတော့ကျွန်တော်အများဆုံးကြိုရတဲ့အပိုင်းပဲဒီမှာပါလဲဆိုလို့ရှိရင်အလုပ်တွေတော့ရှောက်လိုက်တယ်မတေချာမကြီးရဘဲနဲ့အလုပ်ရှောက်တယ်အဲ့ဒါဘာကြောင့်ကျွန်တော်ပြောလဲဆိုလို့ရှိရင်အလုပ်လိုတယ်ဟိုမှာအလုပ်လိုတယ်ဆိုလို့ရှိရင်ပြေးပြီးတော့ရှောက်လိုက်တယ်သို့တော့ဝေးတယ်နီးလာဝေးလာမသိဘူးမမေးဘူးမေးတော့မေးကြတယ်ဒါပေမဲ့ကို့မှာမတေချာမကြီးရတွားဖို့အခက်ခဲရှိရတာနဲ့အလုပ်တွေအဝေးကြီးမှာအလုပ်တွေရှောက်တယ်ပြီးလို့ရှိရင်တစ်ပတ်လောက်ပဲလုပ်တယ်နှစ်ပတ်လောက်ပဲလုပ်တယ်နှစ်ရက်လောက်ပဲလုပ်တယ်ငါကားမရှိလို့အလုပ်ကိုထွက်လိုက်တယ်ငါကားအတွက်ဆင်ပြေလို့လူကြုံမရလို့အလုပ်ထွက်လိုက်တယ်ထွက်လိုက်တာကပြဿနာမဖြစ်ပေမဲ့သို့တော့နောက်တစ်ခါရှောက်တဲ့ခါကြလို့ရှိရင်ဒါလေးတွေချင်းချင်းဖို့လို့တယ်လို့တချို့ကလည်းဒီလိုခဏထွက်ချင်တာကိုယ့်အတွက်စိုးကျိုးဖြစ်လာတယ်ကိုကတော့အလုပ်စူးစမ်းပြီးတော့လုပ်တယ်ဒါပေမဲ့ကိုကတမ ्याव ကိုအားကိုးပြီးတော့တွားရတဲ့အတွက်ကြောင့်မို့ဒီလူကိုကားလိုက်ပွဲလူကအဆင်မပြေဘူးတွားလို့မရတော့ဘူးဆိုလို့ရှိရင်ကိုလည်းတိုက်ပတ်ပြီးသူလည်းတိုက်ပတ်ပြီးဟုတ်တယ်မလားဒီတော့ကြောင့်မို့ကိုယ့်အတွက်ရန်နစ်နာတယ်နောက်တစ်ခါလှုပ်ရှားလို့ရှိရင်ကိုကားမရှိလို့ရှိရင်ကိုယ့်အတွက်အလွယ်တကူဖြစ်မဲ့အနီးနားမှာလွယ်ကူတွားလို့ရတဲ့နေရာကိုစောင့်စီချင်တယ်နံပါတ်9တော်တော်ပဲရေးကြည့်တယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်အရင်လုပ်ခဲ့တဲ့အကြောင်းအလုပ်ကုန်တွေကိုမကောင်းပြောတာတရားနဲ့ကိုမကောင်းပြောခြင်းနောက်ပြီးလို့ရှိရင်ဒီခါကျအင်တာဗျူးမှာကိုကမားယုံပြထွက်သွားလိုက်တာငါအရင်လုံးမကောင်းဘူးတရားနဲ့စကားပြောသည်ဖြစ်စေကျွန်တော်တို့ဒီအင်တာဗျူးမှာဒီဖြစ်စေအရင်ကုမ္ပဏီကိုကျွန်တော်တို့ကမကောင်းပြောကြတယ်ဘယ်လိုပြောလဲဆိုဒီကုမ္ပဏီကညစ်ပတာပေါ့ငါတို့လူမျိုးခွဲကြတာပေါ့ငါတို့ဗာလဲအနိုင်ကျင့်တာပေါ့လူဖြူတွေပဲအားပေးတယ်လူမဲတွေအားပေးတယ်ဒီစကားတွေကကိုယ့်အတွက်အရင်ဆိုးကျိုးဖြစ်တယ်မတော်ဆက်အင်တာဗျူးမှာပါသွားတာမျိုးတွေ
မတော်ဆအလုပ်ကြီးမှာဒီလိုပြဿနာမျိုးတက်တဲ့ခါကျတော့ရှိကိုယ့်ရဲ့ record မှာဝင်တဲ့အတွက်ကြောင့်မို့နောက်တစ်ချိန်နောက်အလုပ်လျှောက်တဲ့ခါကျရင်သူတို့ဆက်တွယ်လို့ဒီလိုပြောပါတယ်ဆိုလို့ရှိရင်တော့ကိုယ့်တက်က reflect ပဲမကြိုက်လို့ရှိရင်ကျွန်တော်အလုပ်ကိုရင်းကြီးကြီးနဲ့ထွက်စေချင်တယ်အဲ့လိုမျိုးပြဿနာတွေနဲ့မထွက်စေချင်ဘူးကျွန်တော်စေတနာနဲ့ပြောတာပါနံပါတ်9ကပါလဲဆိုလို့ရှိရင်အလုပ်ထွက်တဲ့ချိန်မှာစိတ်လိုက်မှထွက်တယ်ကျွန်တော်တို့က supervisor မကြိုက်ဘူးအဲ့တော့မှလည်းအခီးဝေးတယ်မသွားချင်ဘူးအိမ်မှာပြဿနာရှိတယ်မသွားချင်ဘူးကျွန်တော်တို့တွေအခက်ခဲတွေအများကြီးရှိတယ်မသွားချင်ဘူးဒါကိုလက်ခံလို့ရပြင်မဲ့တကယ်တော့အလုပ်ထွက်ကနေကြရင်ကျွန်တော်တို့တွေကပြစ်စလက်ခါထွက်တယ်စိတ်တုံလည်း ID ပြစ်ချပြီးတော့လာလိုက်တယ်ပြီးလို့ရှိရင်စိတ်တုံလို့စိတ်လိုက်မှလုပ်ကြတယ်ပြီးလို့ရှိရင်အလုပ်ကိုလုံနေတန်းလိုက်နေအလုပ်ကနေထွက်လာလိုက်တယ်ဒါတွေကကုမ္ပဏီအတွက် reflect ဖြစ်တယ်ဒါမျိုးတွေမလုပ်ဖို့အတွက်ကိုကျွန်တော်တို့ရှင်းနေရမယ်ဒါမှသာလေကျွန်တော်အလုပ်ရဲ့ environment နဲ့ကျွန်တော်အလုပ်ပုံမှာတစ္ဆာရှိတယ်လို့တို့တတ်မှတ်တာဒီကုမ္ပဏီကလည်းတစ်ချိန်တည်းမှာကိုနှစ်ပတ်ချိုအတိပေးရမယ်အတွက်ပေးတဲ့အတွက်ကြောင့်မို့သူတို့ကလည်းဒီနေရာမှာလူပြန်လဲဖို့အတွက်ကိုသူတို့ကအခြေအနေလုံးလောက်ရမှာဖြစ်ပါတယ်အကယ်ကွာဆက်လဲမှာထွက်လိုက်တယ်ဆိုလို့ရှိရင်တော့သူတို့လည်းဒုက္ခရောက်တယ်ကိုလည်းနောက်အလုပ်ကြလို့ရှိရင်ခက်ခဲဖြစ်သွားတယ်ဒါတွေကိုချင်းကြေဖို့လိုလိမ့်မယ်နံပါတ်10ကကြားရပါလဲဆိုလို့ရှိရင် family လို့ခေါ်တဲ့ကျွန်တော်တို့ဒီအစိုးရနဲ့ညှိဆိုခြင်းအစိုးရနဲ့ညှိဆိုခြင်းက level 1ကနေပြီးတော့6ချီရှိတယ်1ကတော့အဆိုး6ကတော့အနေနည်းနည်းပေါ့တာပေါ့လေဒါကိုကျွန်တော်တို့အလုပ်ဖောင်ဖြည့်တဲ့ချိန်ကြတော့ရှိရင်နောက်ဆုံး9နှစ်မှာ family နဲ့ပတ်သက်ပြီးတော့မင်းအစိုးရနဲ့ညှိဆိုတာပတ်သက်လာရှိလားကျွန်တော်တို့မေးတဲ့အခါ application ကျွန်တော်ဖြည့်တဲ့ချိန်မှာ form ဖြည့်တဲ့ချိန်မှာကျွန်တော်တို့ကညင်းတယ်မရှိဘူးလို့ပြောတယ်သို့တော့ကျွန်တော်တို့ဒီလူတွေရဲ့ background ကိုပြန်စစ်တဲ့ခါတိုင်းgovernment ရဲ့ background ကျွန်တော်ဆက်လက်ချိန်တာကျွန်တော်တို့ list နဲ့ထွက်လာတဲ့ပြည်လူပြည်တစ်ခုနှစ်ကဘယ်လိုပြဿနာတက်ခဲ့လဲဘာကြောင့်မို့သူတရားရုံးရောက်ခဲ့လဲဟုတ်တယ်မလားဒါမျိုးတွေကျွန်တော်တို့အများကြီးတွေ့ရတယ်ဆိုလိုချင်တာကကျွန်တော်တို့ form ဖြည့်တဲ့ချိန်မှာမမှန်ကန်နဲ့စနစ်တကျဖြည့်ဖို့ကျွန်တော်တို့လိုအပ်တယ်အကယ်အမှုရှိတယ်ဆိုလို့ရှိရင်လည်းရှိတဲ့အကြောင်းကျွန်တော်တို့ရေးရမယ်ကိုအမှုကဘာအမှုလဲဘာကြောင့်ကြားလဲဆိုတာကျွန်တော်တို့အသေးစိတ်ရှင်းပြရမယ်အကယ်၍သူတို့ကိုကတော့မရှိဘူးပြောတယ်သူတို့ background ဆလို့ပေါ်ခဲ့တယ်ဆိုလို့ရှိရင်ဒီလူကတေချာပေါက်ဒီအလုပ်ကိုရမှာမဟုတ်ဘူးဒီကျွန်တော်ပြောတဲ့အချက်လက်10ချက်ကိုကျွန်တော်အသေးစိတ်စဉ်းစားပြီးတော့နေကျွန်တော်အသေးစိတ်ဆွဲထုတ်ပြီးတော့ကျွန်တော်ကျွန်တော်ဒီမိတ်ဆွေတွေကျွန်တော်ရဲ့ဒီညီကောင်မောင်တို့ကကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ဒီဗီဒီယိုဟာဒါဒီကျွန်တော်တို့ပောက်ဝင်ခြင်းမှာရှိတဲ့လူတွေအကျုံးဝင်မယ်လို့လည်းကျွန်တော်မျှော်လင့်တယ်အကယ်၍အသေးစိတ်မေးစရာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်တက်နိုင်တယ်လို့ကျွန်တော်ရဲ့ဒီ Facebook page နဲ့နောက်ပြီးလို့ရှိရင်မကြခင်မှာကျွန်တော်ရဲ့လာမဲ့ YouTube channel ကိုလည်းကျွန်တော် follow လုပ်စေချင်တယ်ဒါမှသာလျှင်ကျွန်တော်ဒီမှာနောက်ထပ်ပြောမဲ့အကြောင်းအရာတွေအလုံးနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်ရတွေအလုပ်သမားတရားကောင်ဖြစ်ဖို့ဘာတွေလိုအပ်လဲဆိုတာကိုကျွန်တော်အသေးစိတ်ပြောမယ့်ဗီဒီယိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်ကဲအားလုံးပဲအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူ